မိပါရမီရှိသလောက်မိမိရဲ့စ조사အားထုတ်ရင်အားထုတ်သလောက်ခံအကျိုးပေးအတိုင်းအနည်းနဲ့အမြန်ဆိုသလိုအစဉ်ပြေအောင်မြင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်အဓိကကတော့ယုံကြည်နဲ့တရားကြီးမားမားထားပြီးတော့စိတ်ထဲမှာနှစ်ပြီးတော့ပူဇော်ဖို့လိုပါတယ်လေးဆဆလေးနဲ့လည်းလုပ်ဖို့လိုပါတယ်မင်္ဂလာပါအရန်သိတိကျမ်းမာချမ်းသာကြပါစေတော့ဘေးဥစိန်ရွှေလူကောင်ရဲ့တားရပဲနေလားဆရာမင်းတီလာဖြစ်ပါတယ်ခွန်ရသားသမီးတွေကိုဝိသဒရနည်းပညာနဲ့ကံကြမ္မာတွေကိုခေါ်ကြပေးနေပဲဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်ရဲ့ဗီဒီယိုမိတ်ဆွေတွေကျွန်တော်စီမံလာပြီးတော့မင်းမြတ်နေတဲ့ပုံကိုယ်တွေကနေပြီးတော့ဒိဋ္ဌံအစီရင်လေးတစ်ခုတောင်းပါဆရာရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ထူးထူးခြားခြားအောင်မြင်တဲ့အစီရင်လေးများရှိပါသလားပေါ့ကျင့်စဉ်လေးတွေရှိသလားအခြေအိမ်တော်ကြီးနဲ့ပတ်သက်တဲ့လူတွေလည်းမေးကြနောက်တစ်ခုကတော့ရည်ရွယ်ချက်ကြီးမားထားပြီးနိုင်ငံခြားသွားမဲ့ပုံကိုယ်တွေပညာရေးနဲ့ပတ်သက်တဲ့ပုံကိုယ်တွေကလည်းမေးကြအဲ့တော့ကျွန်တော်ကတေချာစဉ်းစားပြီးတော့သစ္စာ16ချက်ဂါထာဆိုတဲ့ဟာလေးကိုကျွန်တော်ပြောပြပေးခြင်းပါတယ်ဝင်ပြပေးခြင်းပါတယ်ဒီဂါထာလေးကအင်မတန်မှလည်းကောင်းပါတယ်ရှေ့ဆရာကြီးတွေဆရာတော်ဘုရားကြီးတွေဒီဂါထာလေးကိုကျင့်ကြံကြိုးကုပ်ပွားများအားထုတ်ပြီးတော့ပေါင်းမြောက်အောင်မြင်သွားတဲ့အထိကိုရှိတာကိုလည်းတွေ့ရပါတယ်ဒီကျွန်တော်တို့ဒီကျင့်စဉ်လိုက်မှာသွားနေတဲ့ပုံကိုယ်တွေခံပြီးရလိုက်မှာလုပ်နေတဲ့ပုံကိုယ်တွေဆရာတော်များများလည်းဒီဂါထာလေးကိုသိကြပါတယ်သစ္စာ16ချက်ဂါထာလို့လည်းခေါ်ပါတယ်ဂါထာလေးကအင်မတန်မှလည်းလွယ်ကူပါတယ်ပထမန်တကလက္ခဏာမေကပဒံဒုတိယတိပါဒတာနိဒသနာတောတာမနီဒုနိမာတာမဒုတာနိတုကာမတောဝိပစေပထမေနဝိနာသစ္စာ16ချက်မြတ်စွာဘုရားရှင်ကိုမြတ်ရဲ့သစ္စာတော်16ချက်ကိုကျွန်တော်တို့ကနေပြီးတော့အဲ့ဒါလေးကိုပူဇော်ထားတဲ့ဂါထာဖြစ်ပါတယ်ဒီဂါထာလေးကိုဒိဋ္ဌံထားပြီးတော့ပူဇော်မယ်ဆိုလို့ရှိရင်နံပါတ်1ငွေကြီးတွေအစဉ်ပြေလာမယ်ကျမ်းမာရေးတွေအစဉ်ပြေလာမယ်ကိုယ့်ရဲ့မမျော်လင့်မဲ့နဲ့ငွေကြီးအလုံးလိုက်အရင်လိုက်အထုတ်လိုက်ထဲလိုက်ရတာမျိုးတွေဖြစ်တတ်ပါတယ်ဖြစ်လဲဖြစ်ကြပါတယ်နောက်တစ်ခုကစီးပွားရေးလုပ်ငန်းတွေတိုးတက်အောင်မြင်တယ်အန်ဒီယေကင်းဘေးရှင်းတယ်အခြေအိမ်တော်ရေးတွေအစဉ်ပြေတယ်စမ်းပွင့်တယ်သွားလျာလာလျာမှာကိုယ်ကိုညီဆောင်ရှောက်တဲ့ပုံကိုယ်ကြီးပေါ်များတယ်အစားအသောက်နဲ့ပတ်သက်လို့ရှိရင်လည်းအမြဲတမ်းအစဉ်ပြေချုံးမွေတယ်အစားအသောက်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်တော့ကဖြစ်စရာတွေမကြုံရဘူးစသည်အဖြစ်ပေါ့ကောင်းကျိုးမင်္ဂလာအပြားပြားနဲ့ပြည်စုံစီတဲ့ဂါထာလေးတစ်ပုဒ်ဖြစ်ပါတယ်ဒါလေးကိုတော့ကျင့်စဉ်ဝင်မယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပါပဲနံပါတ်1ကတော့ဩဃာတနံပါတ်2က9ပါးသီလခံယူပါမယ်နံပါတ်3ကတော့စီနီးပန်းရေချမ်းစက္ကပ်ပူဇော်လှူဒန်းပါမယ်နံပါတ်4ကတော့ခင်မွန်းကြီး10ပါးကိုပူဇော်မယ်ကြော့မယ်တောင်းပန်ဝန်ချခြင်းကိုပြုလုပ်ပါမယ်နံပါတ်5ကတော့ဒီဂါထာလေးကိုတရက်မှာ108ခေါက်9ရက်အဋိဌံဝင်လို့ရပါတယ်18ရက်အဋိဌံဝင်လို့ရပါတယ်29ရက်အဋိဌံဝင်လို့ရပါတယ်အဲ့လိုဝင်လိုက်မယ်ဆိုလို့ရှိရင်မိမိပါရမီရှိသလောက်မိမိရဲ့စ조사အားထုတ်ရင်အားထုတ်သလောက်ခံအကျိုးပေးအတိုင်းအနည်းနဲ့အမြန်ဆိုသလိုအစဉ်ပြေအောင်မြင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်အဓိကကတော့ယုံကြည်နဲ့တရားကြီးမားမားထားပြီးတော့စိတ်ထဲမှာနှစ်ပြီးတော့ပူဇော်ဖို့လိုပါတယ်လေးဆဆလေးနဲ့လည်းလုပ်ဖို့လိုပါတယ်ဂါထာလေးကိုဒုတိယတစ်ချိန်ကျွန်တော်ပြန်ပြီးတော့ရွတ်ပြပါမယ်ပထမန်တကလက္ခဏာမေကပဒံဒုတိယတိပါဒတာနိဒသနာတောတာမနီဒုနိမာတာမဒုတာနိတုကာမတောဝိပစေပထမေနဝိနာအဲ့ဂါထာလေးကိုယုံကြည်နဲ့ပူဇော်စေချင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုလည်းတိုက်တွန်းပါတယ်ကျွန်တော်မှာ VIP မှာဖွဲ့ထားတာရှိပါတယ်အသေးစိတ်သိရှိလိုပါက message box မှာလည်းလာရောက်ပြီးတော့စုံစမ်းမေးမြန်းလို့ရပါတယ်အားလုံးကိုမေတ္တာပို့ပေးပါတယ်အရန်သိတိကျမ်းမာချမ်းသာကြပါစေ